စင်ကာပူမှာရထားနဲ့ဘတ်ကားစီးဖို့အတွက်ဘယ်ကတ်တည်သုံးမလဲမင်္ဂလာပါရှင် The Trip Journey page လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်နော်ဒီနေ့မှာတော့စင်ကာပူရောက်လို့ရှိရင်တွာလာရေးအတွက်ဒီမကပဲနဲ့ဈေးဝယ်တဲ့နေရာမှာပါသုံးဝင်တဲ့ရထားကတ်ဘတ်ကားကတ်တွေအကြောင်းနဲ့လက်တွေ့အသုံးချနည်းတွေကိုမျှဝေပေးမှာဖြစ်ပါတယ်ရှင်နံပါတ်1 easily ကတ်ဒါကတော့စင်ကာပူမှာလူသုံးများဆုံးရထားကတ်ပါဘယ်မှာဝယ်လို့ရလဲဆိုတော့ MRT ဘူတာတွေကပေါ့နော်ဒီ passenger service counter တွေဒါမှမဟုတ်လို့ရှိရင် ticket vending machine ပေါ့နော် auto set တွေအပြင် 7-Eleven နဲ့ Cheers ဆိုင်တွေမှာလည်းဝယ်ယူလို့ရပါတယ်ဘယ်နေရာတွေမှာသုံးလို့ရလဲဆိုရင်ကားဖီယာပြင်ပေါ့နော်တခြားဆိုင်တွေမှာလည်းမဝယ်ဆိုင်လည်းရှင်းလို့ရတယ်လို့ 7-Eleven နဲ့ပေါ့နော်အချို့ set တွေမှာပါသုံးလို့ရပါတယ်ငွေဖြည့်ရနဲ့ငွေစစ်တာကြတော့ပူတာတိုင်းမှာရှိရပေါ့နော် generator ticketing machine ပေါ့နော် GTM ပေါ့နော်အဲ့လိုဆက်ကြီးတွေမှာကိုယ်တိုင်ငွေဖြည့်လို့ရပြီးတော့ကတ်ထဲမှာပတ်စံဘလောက်ကျန်လဲဆိုတာတွေကိုအဲ့ဒီဆက်တွေမှာရောပူတာနှက်မှာရှိရဒီဆက်အသေးလေးရှိရပေါ့နော်အဲ့ဒီမှာလည်းကတ်တင်ပြီးတော့စစ်စီလို့ရပါတယ်တကယ်လို့ဖုန်းထဲမှာပေါ့နော်ဒီ Simbico application ရှိလို့ရှိရင်တော့ဖုန်းထဲတွေအကုန်လုံးလို့ရပါတယ်နံပါတ်2 NAS flash pay card ဒီ NAS card တွေကကြတော့ဒီသွားလာရေးရောဈေးဝယ်တာပါနှစ်မျိုးလုံးတက်ပို့ပြီးတော့တင်ကြပါတယ်။မဝယ်လို့ရလဲဆိုတော့ MRT ဘူတာတွေ 7-Eleven နဲ့ Cheers ဆိုင်တွေအပြင်ပေါ့နော်ဘဏ်တွေမှာပါဝယ်လို့ရပါတယ်။ငွေဖြည့်နေရကြတော့ဘူတာဆက်တွေမှာဖြည့်လို့ရတယ်လို့နေရာနှစ်မှာရှိရဲ့ဒီ NAS service station ပေါ့နော်အဲ့ဒီမှာလည်းဖြည့်လို့ရတယ်လို့ဒီဘဏ် ATM ဆက်တွေမှာလည်းပေါ့နော်လွယ်တကူငွေဖြည့်လို့ရပါတယ်။ဘယ်နေရာတွေမှာသုံးလို့ရလဲဆိုတော့ဒီ supermarket တွေပေါ့နော်အဲ့ဒီနဲ့ဈေးဆိုင်မှာများစွာမှာသုံးလို့ရတယ်ပြီးတော့ဒီ NAS logo ပါတယ်ပေါ့နော်ဘယ်ဆိုင်မှာဆိုဒီ cap နဲ့ tap လုပ်ပြီးတော့ပေါ့နော်ငွေရှင်းလို့ရပါတယ်နံပါတ်3ဒီတိထားတဲ့ဘူတူထားပေါ့နော်ဒီကကြတော့စင်ကာပူရဲ့အရင်ချစ်စရာကောင်းတဲ့စနစ်တစ်ခုပါမိပွိုင်းနေမှာလူကိုဖို့အတွက်ဆက်လေးရှိရမလားအဲ့ဒီဆက်ဒီမှာကြတော့အသက်60ကျော်လူကြီးနေပေါ့နော်ဒီမတန်ဆွမ်းလူတွေအတွက်ထုတ်ပေးထားတယ်ပေါ့နော်ဒီကိုဆန်ရှိကတ်ဆိုတာလေးရှိရဲအဲ့ဒါလေးကိုတက်လုပ်လိုက်လို့ရှိရင်တို့ကလူကိုဖို့အတွက်ပေါ့နော်မိစိမ့်နေတဲ့အချိန်ကိုဒီစနစ်ကပေါ့နော်ပုံမှန်ထပ်ပို့ကြအောင်ပုံပြောရရင်တော့စက္ကန့်30ကနေ10မိနစ်လောက်ထိပေါ့နော်ဒီစနစ်ကဆွဲဆန့်ပြီးတယ်ဒီတမန် e စနစ်ကနေတော့မရအောင်နော်နံပါတ်4ဘန်ကတ်ဒီကတ်တွေပေါ့နော်တိတက်မဝယ်ခြင်းလို့ရှိရင်ကိုမရှိရဲ့ဗီဇာဒါမှမဟုတ်လို့ရှိရင် Master ကတ်တွေကိုတိုက်ရိုက်သုံးလို့ရပါတယ်ဘဏ်အကောင့်တွေကနေပြီးတော့တိုက်ရိုက်ဖြတ်သွားတာဖြစ်တဲ့အတွက်အရင်အဆင်ပြေပါတယ်ဒါပေမဲ့မြန်မာပြည်လာတဲ့ tourist တွေဆိုလို့ရှိရင်တော့ပေါ့နော်ဒီ admin fee အနေငယ်ပေါ့နော်ပို့ပေးရတတ်တာမျိုးတော့ရှိပါတယ်နံပါတ်5 mobile wallet Apple Pay Google Pay Samsung Pay ပေါ့နော်ဒါကတော့ smart ဖုန်းတွေလည်းမှာကိုယ့်ရဲ့ဖုန်းထဲကနေပြီးတော့ wallet ထဲမှာပေါ့နော်ဘဏ်ကတ်ကိုအပ်လုပ်ထားပြီးတော့ဖုန်းလေးနဲ့ပေါ့နော်ဆက်ကို tap လုပ်လာနေခရီးသွားလို့ရပါတယ်နံပါတ်6 Singapore tourism ဒါတွေကတော့ခရီးသွားတွေတက်ပါစင်ကာပူအလည်လာတာဖြစ်ပြီးတော့တနေ့နေရာအများကြီးသွားမယ်ဆိုလို့ရှိရင်တော့1ရက်2ရက်3ရက်အဲ့လိုအဝါစီကတ်တွေကတော့အတန်းဆုံးပါပဲရှင်တိထားတဲ့အချက်လက်တွေအနေနဲ့ကြတော့ bus ကားစီးလို့ရှိရင်ပေါ့နော်တက်တဲ့ခါတစ်ချိန်စင်းတဲ့ခါတစ်ချိန်ဒီ cap ကို tap လုပ်ဖို့တော့မမိပါနဲ့နော်မိသွားလို့ရှိရင်သူကစီးပြည့်ဖြတ်ခံရတယ်လို့ပါနောက်တစ်ခုအနေနဲ့ကဘတ်ကားတစ်စီးကနေပြီးတော့နောက်တစ်စီးဒါမှမဟုတ်လို့ရှိရင်ရထားဖို့ပေါ့နော်45မိနစ်အတွင်းမှာပြောင်းဖီးလို့ရှိရင်ဒီဈေးသက်တာတွေပေါ့နော် transfer fee နဲ့ပဲတွက်ပြရဖြစ်တဲ့အတွက်အရင်တက်ပါတယ် top up လုပ်တဲ့အခါမှာလည်းကတ်တင်မှာအနည်းဆုံး$3လောက်တော့ထားပြရပါမယ်အများဆုံး$900အထိတော့ဖြည့်ထားလို့ရပါတယ်နော်ဒီဘူတူတာအနေနဲ့ပေါ့နော်စင်ကာပူမှာကျတော့ဒီတလားစာပေါ့နော်လန်ဆေးချီလာကြည့်လို့ရှိရင်မနက်9:45မှာတိုင်ကင်မှာဒီရထားကိတ်ကိုဝင်လိုက်ကိုသွားမဲ့ခီးစင်တိုင်းကိုပေါ့နော်သူကဒီစင်ကာပူဒေါ်လာပေါ့နော်50ပေါ့နော်ဒီ50ဆင့်ပေါ့နော်သူရှော့ပေးတဲ့ဒီ early travel discount ဆိုတဲ့အစီအစဉ်ရှိတယ်အဲ့တော့တရက်ဒီ50ဆင့်ဆိုလို့ရှိရင်တော့မတစ်လလုံးဆိုလို့ရှိရင်မဖို့အများကြီးထွက်လာပါလိမ့်မယ်နော်နောက်တစ်ခုကကြတော့ចောင်းသားလေးတွေနဲ့မိဘတွေအတွက်တင်းကောင်းကကြတော့ဒီចောင်းသားကပ်ပေါ့နော်အဲ့ဒါရှိလို့ရှိရင်ဒီလူကြီးစီးတဲ့ပေါ့နော်အများကြီးပို့ပြီးတက်တာတယ်လို့ဒီတလားစာအဝါစီကတ်တွေကိုလည်းရှောက်လို့ရပါသေးတယ်ဒီចောင်းတော့ကြတော့နောက်ဗီဒီယိုလေးနဲ့ဒီ session များပြမှာမဟုတ်လို့ form ကြည့်ရှုပေးပါအောင်နော်စင်ကာပူမှာတော့လာရတာလည်းကိုပေးမဲ့ဒီချက်လေးတွေကိုတည်ထားရင်တော့ပို့ပြီးတော့အဆင်ပြေပြေနဲ့နေထိုင်နိုင်ပါပါဒီ post လေးကတော့ဝင်နေဆိုလို့ရှိရင် like and share လေးလုပ်ပေးဖို့မမေ့ပါနဲ့အောင်နော်ဖုန်းလေးကြည့်ပေးလို့လည်းကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်နော် bye bye